မင်္ဂလာပါခင်ဗျာမိတ်ဆွေအပေါင်းသူတော်ကောင်းတို့မင်္ဂလာပါအခုဆရာပြောပြချင်တာလေးကတော့လောကီပညာရပ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့အိမ်တအိမ်မှာလက်လာပါကရှိဖို့အိမ်တအိမ်မှာလက်ပွင့်ဖို့ဆိုတဲ့အခါမှာပေါ့ဗျာအဓိကမိမိကိုးကွယ်တဲ့ဖရာစင်နော်ဖရာစင်ပူဇော်တဲ့ကဏ္ဍမှာတန်ရှင်းနေရမယ်ဖျားစင်မှာချက်ခိုးလေးတွေဖြစ်တာနော်အမိုက်တရိုက်တွေဖြစ်တာမရှိသင့်ဘူးပေါ့လေအိမ်ဖျားစင်ကိုတန်တန်ရှင်းရှင်းထားကောင်းရမယ်ပေါ့နော်နောက်အဲ့ဒီတောက်တော့ရေကတ်တာအထူးသဖြင့်နော်စုံမကနိုင်တောင်ပဲပေါ့ဗျာကျွန်တော်တို့တောက်တော့ရေကတ်တာအထူးလုပ်သင့်ပါတယ်နောက်ကျွန်တော်တို့မိသားစုနော်လူတွေတောက်တဲ့ရေအိုးစင်အခုခေတ်မှာတော့တော်တော်များများရေတံဘူးခိတ်တော့ဖြစ်သွားပါပြီပေါ့နော်တိုးတော့တချို့မိသားစုတွေမှာတော့ရှိပါသေးတယ်ရေအိုးစင်သုံးကြပါတယ်ပေါ့နော်ရေတံဘူးပဲသုံးရေအိုးစင်ပဲသုံးအတိတ်ပဲကကျွန်တော်တို့ရှေ့ရင်အိမ်ရဲ့ရှေ့ရင်ဘက်ကိုမထားကောင်းပါဘူးပေါ့နော်ကျွန်တော်တို့တောက်ရေအိုးစင်ကိုအိမ်ရဲ့ခေါင်းရင်းဘက်ကိုကြာတော့နေရာတစ်ခုမှာထားတင်ပါတယ်တချို့နေရာတွေမှာမြင်ဘူးတယ်ပေါ့နော်ဖနတ်စင်နဲ့နမိတ်နဲ့နော်ဖနတ်စင်ကတခါတည်းဘေးနားမှာရှိတယ်အဲ့ဒီနားမှာရေအိုးစင်ထားကြတယ်ဒါကတော့တနည်းအားဖြင့်ဧည့်သည်တွေလာရင်တခါတည်းမြင်သာအောင်ရေတောက်လို့ရအောင်ဆိုပြီးတော့ထားတဲ့သဘောလဲဖြစ်မှာပါဒီလိုလဲရှိနိုင်ပါတယ်အဲ့ဒါမဲ့ကျွန်တော်တို့ဒီလောကီပညာမှာကြတော့ဆရာဘာအကြံပေးခြင်းတလဲဆိုလို့ရှိရင်ရေအိုးစင်ကိုဖျားစင်ရေအိုးစင်ကိုဖနတ်စင်နဲ့တွဲပြီးတော့မထားကောင်းဘူးပေါ့နော်ရေအိုးစင်ကိုမိမိနေအိမ်ဤခေါင်းရင်ဘက်ကိုထားပေးပါဓမ္မတတ်တယ်လက်ပွင့်တတ်တယ်မဟုတ်ရင်ဟိုလိုကဖနတ်စင်နဲ့တွဲထားတာကလက်ပိတ်တတ်တဲ့သဘောကိုလည်းရှိပါတယ်ဒါကြောင့်အိမ်မိသားစုတစ်ခုမှာလက်လာပါကပွင့်ဖို့ဆိုရင်ဖျားစင်တန်ရှင်းရမယ်ဖျားစင်မှာအမိုက်မရှိသင့်ဘူးနောက်ရေအိုးစင်ကိုဂယူတက်ဆိုင်လေးနဲ့မိမိနေအိမ်ဤခေါင်းရင်းဘက်ကိုထားပေးပါအဲ့လိုထားပေးခြင်းအပြင်စီဝါရဲ့လက်ပွင့်နဲ့နော်မိသားစုအလိုအေးချမ်းနဲ့ကိုပြောတဲ့ဆိုတဲ့စကားတွေကအာနက်ဆက်စုတယ်မင်္ဂလာအပေါင်းနဲ့ပြေဆုံးတာဖြစ်ပါတယ်ခင်ဗျာအားလုံးသောခုနှစ်သားသမီးတို့လိုက်နာနိုင်ရင်ကောင်းပါတယ်ဆိုတာမျိုးတော့မဟုတ်ပါဘူးအကြံပေးတာဖြစ်ပါတယ်ပေါ့နော်အကြံပြုပါတယ်အကောင်းဆုံးလုံးနိုင်ပါစေခုနှစ်သားသမီးပေါင်းတို့ကောင်းခြင်းချမ်းသာရကြပါစေ